ကျေးဇူးများကြီးတင်ပါတယ်ရွှေမန်းသူလေးများအဖွဲ့ကတကွင်းလုံးကိုတောင်းချမ်းသွားတာဟုတ်ကဲ့စီမင်းထဲမှာနေပေးပါဦးကျွန်တော်ဆရာကနေ